မှန်လေးကိုရွေးသွားမယ်၅ခုလုံးမှန်တယ်ဆိုရှင်၅မှတ်ရတယ်တစ်ခုမှမဟုတ်ဆိုရှင်0 okay ကြည့်ကြမယ်နော် I am sick of of နောက်တစ်ခုက of your lies okay ငါမင်းရဲ့လိန်ညာတွေကိုရှိတ်ကုန်နေပြီ I'm sick of your lies ဘယ်ကမှန်လဲဟုတ်ပါတယ် of okay I'm sick of your lies ငါမင်းရဲ့လိန်ညာတွေကိုရှိတ်ကုန်နေပြီ of ကမှန်တယ်နော်မှန်တယ်ဆိုတမှတ်ရပြီထပ်ကြည့်မယ် I'm not into you ငါမင်းကိုစိတ်ဝင်စားဘူးအဲ့ဒီမှာဆိုရှင် into ပူရလား into ခွဲရလား which one do you think is correct ဟုတ်ပါတယ်ပူရကမှန်ပါတယ် okay ဒါပါထပ်မှန်တယ်ဆိုရှင်တမှတ်ထပ်ရပြီထပ်ကြည့်မယ် get off there သို့မဟုတ် out of the car get off there out of the car which one do you think is correct ဟုတ်ပါတယ် get out of the car ကမှန်ပါတယ် off the car လို့ပြောအောင်နော် okay အဲ့တော့ဒါထပ်မှန်တယ်ဆိုသုံးမှတ်ရပါပြီထပ်ကြည့်မယ်နှစ်ခုပဲကျွန်တော်နော် I go to work by bus သို့မဟုတ် by a bus ဘယ်ဟာကမှန်လဲဟုတ်ပါတယ် by bus ကမှန်တယ်နော်အဲ့တော့ဒါမှန်တယ်ဆိုရင်တမှတ်ထည့်ရပါပြီနောက်ထပ်တမှတ်ထည့်ကြည့်မယ် Do you late are you late မင်းနောက်ကြလား Do you late are you late which one is correct ဘယ်ဟာကမှန်လဲဟုတ်ပါတယ် are you late ကမှန်ပါတယ် okay အဲ့တော့၅ခုလုံးမှန်တယ်ဆိုရင်၅မှတ်ရပါတယ် comment မှာထားခဲ့ပါဘယ်နှမှတ်ရလဲလို့အခုလိုမျိုး video လေးကကိုယ့်အတွက်အထောက်အကူဖြစ်တဲ့ဆိုရင် comment မှာ yes ဆိုပြီးတော့အောင်မယ်နော် bye bye see you in the next video